ယီမင်နိုင်ငံအပေါ်အမေရိကန်နဲ့ဗြိတိန်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေရပ်ဖို့အီရန်တောင်းဆိုယီမင်နိုင်ငံတွေကိုအမေရိကန်နဲ့ဗြိတိန်ကလေကြောင်းကနေတိုက်ခိုက်နေတာတွေဟာကုလသမဂ္ဂပြည်တွင်းစာတမ်းနဲ့နိုင်ငံတကာဥပဒေတွေကိုချိုးဖောက်တဲ့လုပ်ရပ်ဖြစ်လို့အမြန်ရဆိုင်ပုံအီရန်နိုင်ငံသားဝန်ကြီးဌာနကမတ်လ18ရက်နေ့မှာတောင်းဆိုလိုက်ကြောင်းရိုက်တာသတင်းမှာပါရှိပါတယ်။အမေရိကန်နဲ့ဗြိတိန်ရဲ့လေကြောင်းကနေအင်အားသုံးရန်စတိုက်ခိုက်မှုတွေကြောင့်ယီမင်နိုင်ငံတွေကအပြစ်မဲ့ကလေးတွေအပါအဝင်အရက်သားတွေတေဆုံးဒဏ်ရာရတယ်လို့အီရန်နိုင်ငံသားရေးဝန်ကြီးဌာနပြောခွင့်ရအစ်မေးဘာဂီကပြောပါတယ်။အမေရိကန်နဲ့ဗြိတိန်အနေနဲ့ယီမင်ရဲ့အချုပ်ချာအာဏာကိုလေးစားလိုက်နာဖို့လိုသလိုကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့အမြန်ဆုံးကိုင်တွယ်ဖြေရှင်းပေးဖို့လိုမယ်လို့လည်းအစ်မေးဘာဂီကဆိုပါတယ်။အဓိကမူလအစစ်မြစ်ပြည်ထနာဟာပါလက်စတိုင်းအရေးဖြစ်ပြီးပါလက်စတိုင်းတွေအပေါ်လူမျိုးတုံးသက်ဖြတ်မှုတွေဆက်လက်ဖြစ်ပေါ်နေအောင်အမေရိကန်နဲ့အနောက်နိုင်ငံတွေကအစ္စရေးကိုကူညီအားပေးနေမှုတွေကြောင့်ဖြစ်တယ်လို့အီရန်နိုင်ငံသားရေးဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ်အစ်မေးဘာဂီကပြောသွားပါတယ်။မြန်မာကွန်ရက်သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ Like Share Subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။